အားလုံးပဲမင်္ဂလာပါဆရာဒီကနေ့ပြောပြချင်တာက tetrahedral bond angle တန်ဖိုးဟာဘာကြောင့် 109.5 degree ဖြစ်ရတယ်ဆိုတာကိုဆရာကရှင်းပြပေးချင်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ tetrahedral shape ရှိတဲ့ဒီ molecule လေးကိုဆရာတို့ကုပါတုံးလေးတစ်ခုတည်းကိုဆရာတို့ထည့်ကြည့်လိုက်ကြမယ်အဲ့တော့ဆရာတို့ထည့်မယ်ဆိုရင်ဒီမျိုးလေးရလာမှာပေါ့နော်အဲ့တော့ကုပါတုံးဆိုတဲ့သဘောတဘာဝအရာသူ့ရဲ့အလျားအနာတန်ဖိုးတွေဟာအကုန်လုံးတူကြမယ်ပေါ့နော်အနာတစ်ပတ်ဟာဒီတန်ဖိုးရှိတယ်ဆိုလို့ရှိရင်ကျန်တဲ့အနာတွေကလည်းပဲဒီပဲဖြစ်မှာပေါ့ဟုတ်လားဒါကြောင့်ဆရာဒီမျိုးလေးဖြစ်ဆက်လိုက်ကျွန်တော်လိုချင်တာကဒီ bond နှစ်ခုကြားမှာရှိတဲ့ down တန်ဖိုးလေးကိုဆရာတို့လိုချင်တာအဲ့ down တန်ဖိုးလေးကိုဆရာတို့ရဖို့အတွက်ဆရာတို့ imaginary line လေးတွေဆရာတို့ဆွဲကြည့်ရအောင်ဆရာတို့ပထမဆုံး imaginary line တစ်ခုစဆွဲလိုက်ပါတယ်ဒီ central atom ရဲ့အလဲတက်တဲ့ကနေဆရာတို့ဆွဲချလိုက်တာပေါ့နော်အဲ့တော့ central atom ဆိုတာကုပါတုံးလေးရဲ့အလဲဗဟိုတက်တဲ့မှာရှိနေတာပါအဲ့ဒီအလဲဗဟိုတက်တဲ့ကနေကုပါတုံးရဲ့အောက်ခြေမျက်နှာပြင်ကိုဆွဲချလိုက်တာပါဆိုတော့ဒီအနားလေးရဲ့တဝက်တန်မှုရှိမှာပေါ့ဟုတ်လားအလဲတက်တဲ့ကနေအောက်ခြေကိုထပ်ဝက်ပိုင်းပြီးဆွဲချလိုက်တာဒါကြောင့်အနားအပြည့်တန်မှုဟာဒီဖြစ်တဲ့ဆိုရင်ဒီဆဲလို့ဆွဲလိုက်တဲ့ imaginary line လေးရဲ့တန်မှုဒီ ရဲ့တဝက် d/2 ဖြစ်ပါဒါပဲလို့နားလည်မယ်နော်နောက်တစ်ခုဆဲလို့ imaginary line တစ်ခုဆဲလို့ဆက်ဆွဲပါမယ်ဒီမျိုးလေးဆွဲလိုက်ပါတယ်ဆွဲတဲ့အခါမှာတပည့်တို့ဒီအပေါ်ပိုင်းလေးမှာတရိကန်လေးနှစ်ခုရတာကိုတပည့်တို့မြင်ပါလိမ့်မယ်အဲ့ဒီထဲမှာဆရာကဒီ down တန်ဖိုးလေးဆရာအခုမြားနဲ့ထောက်ပြတဲ့ down လေးကိုဆရာတီတာလို့နာမည်ပေးလိုက်ပါနော်အဲ့ဒီတီတာတန်ဖိုးလေးကိုဆရာတို့ရှာကြည့်ကြတီတာတန်ဖိုးကိုမရှာခင်ဆရာတို့ပထမဆုံးဒီဆရာဆွဲလိုက်တဲ့ဒီ imaginary line အရှည်လေးရဲ့တန်ဖိုးကိုဆရာတို့အရင်ရှာဖို့လိုတယ်အဲ့ဒီတန်ဖိုးကိုရှာဖို့ဆိုတပည့်တို့နည်းနည်းလောက်ကြည့်လိုက်ဒီမှာအဲ့ဒီအနီရောင်နဲ့ဆွဲထားတဲ့မြင်းလေးရဲ့ဒီမှာရှိတဲ့ဒီမြင်းကြောင်းရဲ့ဒီမြင်းကြောင်းရဲ့တပည့်အားလုံးဆက်လိုက်လို့ရှိရင်ဘာပုံလေးရမလဲ downmetry ကပုံလေးရပါမယ်နော် downmetry ကပုံလေးရလာပြီးတော့ဆရာတို့လိုချင်တဲ့အနီရောင်မြင်းလေးဒီ downmetry ကလေးရဲ့ hypotenuse downmet ကအနားလေးဖြစ်ပါတယ်ဆိုတော့ downmet ကအနားတန်မှုကိုလိုချင်နေဆိုရင်ဆရာတို့ကဘာ theory သုံးလို့ရလဲ Pythagoras theorem ကိုဆရာတို့သုံးလို့ရတယ် Pythagoras theorem ကဘာပြောလဲဆိုတော့တပည့်တို့သိတဲ့အတိုင်း downmet ကအနားနှစ်ထပ်ဒီကျန်နာနှစ်ထပ်ပေါင်းခြင်းနဲ့ညီတယ်လို့သူကပြောတယ်တော့ဆရာတို့ downmet ကအနားကိုဆရာတို့ C လို့နာမည်ပေးလိုက်မယ်ကျန်နာကိုကျတော့ဆရာတို့ A ရ B ရဆိုပြီးနာမည်ပေးလိုက်ပါမယ်ဆိုတော့ C တန်ဖိုးကိုလိုချင်နေဆိုရင်ဆရာ square ဖြောက်အောင်ပါပေါ့နော်ဒါကြောင့် square ဖြောက်ခြင်းတစ်ဖက်ချမ်းကို root တင်လိုက်ပေါ့ဟုတ်လားဒါကြောင့် C = square root of A square plus B square ဖြစ်ပါအဲ့တော့ဆရာတို့လိုချင်တဲ့ downmet ကအနား C ကတော့ C ပဲ A ရ B ရမှာဆရာတို့အစားထိုးအောင်ကျန်နာနှစ်ဖက်ကိုအစားထိုးအောင်ကြည့်လိုက်တဲ့အခါမှာအနားနှစ်ဖက်စလုံးဟာ D တန်ဖိုးရှိပါတယ်ဒါကြောင့် A square နေရာမှာလည်းပဲ D ကိုအစားထိုးမယ် B square နေရာမှာလည်းဆရာတို့ A ကိုအစားထိုးပါမယ်ဒါကြောင့်ဘယ်လိုလေးရလာမှာလဲ equal to square root of d square plus d square ဖြစ်ပါတယ်ဆိုတော့ d square ပေါင်းလိုက်လို့ရှိရင်တပည့်တို့ 2d square ရပါမယ်ဒါကြောင့် square root of 2d square ပါအဲ့တော့ဒီမှာရှိတဲ့ square နဲ့ root နဲ့ခြေသွားတော့ဒီလေးဒီ root ရဲ့အပြင်ကိုရောက်သွားပါမယ်ဒါကြောင့် d root 2ကျန်ပါမယ်ကျွန်တော်အခုရှာလိုက်တဲ့ hypotenuse downmet ကအနားတစ်ခုလုံးရဲ့တန်ဖိုးဒီ d root 2ပါကျွန်တော်အနားတစ်ခုလုံးတန်ဖိုးကိုယူမှာတော့မဟုတ်ဘူးเนาะကျွန်တော်အဲ့ဒီမြင်းချောင်းလေးရဲ့တဝက်တန်ဖိုးဒီတဝက်တန်ဖိုးလေးကိုပဲကျွန်တော်ယူသုံးမှာဖြစ်ပါတယ်ဒီအစကနေအဆုံးထိက d root 2ဆိုရင်ဒီတဝက်လေးကဘယ်လောက်ဖြစ်လဲ d root 2ရဲ့တဝက်ဆိုတော့ d root 2/2 ပေါ့နော်တပည့်တို့ဒီတဝက်လေးဒီကနေဒီအထိတန်ဖိုးလေးကိုကျွန်တော်က d root 2/2 လို့ကျွန်တော်တန်ဖိုးရလာတယ်ပေါ့ကွာဆိုတော့ဒီမြင်းချောင်းလေးရဲ့ဒီမြင်းချောင်းလေးရဲ့ဒီမြင်းချောင်းလေးရဲ့ဆက်ထားတဲ့ဒီတရိကန်လေးကိုပို့ပြီးတော့မြင်းသားထင်သားရှိအောင်ဆိုတော့အပြင်ကိုထုတ်လိုက်ကြနော်အပြင်ကိုထုတ်တဲ့အခါမှာဒီမျိုးလေးရမယ်ဒီမှာတွေ့မယ်နော်တီတာကတော့တီတာပဲဒီဘက်အနားလေးကဆိုပဲ d/2 အောက်ခြေအနားလေးကကျတော့ d root 2/2 ဖြစ်ပါပို့ပြီးမြင်သာသွားပါမယ်တီတာကနေကြည့်မယ်ဆိုလို့ရှိရင်ဒီမြင်းလေးဟာဒီအနားလေးဟာတီတာနဲ့ကက်လျက်မှာရှိတဲ့နီးစပ်အနားပါအဲ့ဒါကိုကျွန်တော် English လို့ adjacent side လို့ခေါ်ပါတယ်d root 2လေးဟာသူ့ရဲ့ adjacent side ပါတီတာကနေဆက်ကြည့်မယ်ဆိုရင်ဒီအောက်ခြေအနားလေးပေါ့နော် d root 2/2 အောက်ခြေအနားလေးဒီတီတာရဲ့မျက်နှာချင်းဆိုင်မှာရှိပါတယ်ဒါကြောင့်သူ့ကိုမျက်နှာချင်းဆိုင်အနား opposite side လို့ကျွန်တော်ပြောပါအဲ့တော့ကျွန်တော် opposite side တန်ဖိုးလည်းသိတယ် adjacent side တန်ဖိုးလည်းသိတယ်အဲ့ဒီ opposite ကိုတီးပြီး adjacent နဲ့ကျွန်တော်စားလိုက်ရင် opposite ကိုတီးပြီးတော့ကျွန်တော် adjacent နဲ့စားလိုက်တယ်ဆိုရင် 3 ကိုအချိုးရ tan theta အချိုးကိုကျွန်တော်ရမှာပဲဖြစ်ပါတယ်ဒါကြောင့် tan theta = opposite by adjacent ဖြစ်ပါအဲ့တော့တန်ဖိုးလေးအစားထိုးကြစို့ပေါ့နော် opposite နေရာမှာ opposite side တန်ဖိုးနေရာမှာ d root 2/2 အစားထိုးမယ်ဟုတ်လား adjacent နေရာမှာကျတော့ d/2 ကျွန်တော်အစားထိုးပါမယ်
ဆိုတော့ပိုင်းခြေတန်ဖိုးဖြစ်တဲ့2နဲ့2နဲ့ကြည်သွားမယ်ပိုင်းဝေတန်ဖိုးဖြစ်တဲ့ d နဲ့ d နဲ့ဆိုလို့ကြည်သွားပါမယ်ဆိုတော့ဘာပဲကြံမလဲ tan theta တန်ဖိုးဒီ √2 ပဲကြံပါမယ်လိုချင်တာက tan theta ကိုလိုချင်တာမဟုတ်ဘူး theta တန်ဖိုးကိုပဲလိုချင်တာဆိုတော့ tan ကို equation ရဲ့တစ်ဖက်ကိုပို့မှာပေါ့နော် tan ဒီ equation ရဲ့တစ်ဖက်ကိုရောက်သွားတယ်ဆိုရင် tan inverse ဖြစ်သွားပါမယ်ဒါကြောင့် theta equal to tan inverse √2 ဖြစ်ပါမယ်အဲ့ဒီ tan inverse √2 ကိုကျွန်တော် calculator မှာရိုက်ကြည့်လိုက်လို့ရှိရင် 54.73 degree ဆိုပြီးရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီ theta တန်ဖိုးလေးရပြီပေါ့နော် theta ဆိုတာဟာကျွန်တော်လိုချင်တဲ့ down တန်ဖိုးရဲ့တဝက်တန်ဖိုးပါကျွန်တော်လိုချင်တာကတဝက်ကိုလိုချင်တာမဟုတ်ဘူးဒီ down အပြည့်တန်ဖိုးလိုချင်တာပါကျွန်တော်လိုချင်တဲ့ down အပြည့်ဒီ theta 2ဆဖြစ်ပါဒီဘက်ချမ်းက theta ဆိုဟိုဘက်ချမ်းလည်း theta ပါပဲအဲ့လိုလေအလဲတက်ကနေထပ်ဝက်ပိုင်းလိုက်လို့ပါဟုတ်လားကျွန်တော်လိုချင်တဲ့ down တန်ဖိုးဒီ theta တစ်ခုမဟုတ်ပါဘူး theta 2ဆပါဒါကြောင့်ကျွန်တော်ကဆက်ပြီးတော့ရှာပါမယ် bond angle of tetrahedral shaped molecule 2 theta ဖြစ်ပါတယ် theta 2ဆဆိုတော့2 theta ပေါ့နော်2ကတော့2ပဲ theta နေရာမှာ 54.73 စထုတ်မယ်မြောက်လိုက်လို့ရှိရင်အနည်းဆုံးတန်ဖိုးဒီ 109.5 degree ရမှာပဲဖြစ်ပါတယ်အဲ့တော့ဒီနည်းနဲ့ကျွန်တော် tetrahedral bond angle ကိုရှာလို့ရပါတယ်ဒီလိုဆိုရင်တော့တပည့်တို့နားလည်မယ်လို့ဆရာမျှော်လင့်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်